အလေးကတော့ဘာချက်အတွဲလေးလို့နာမည်ပေးထားပါတယ်ရှင်အလုံးဝ skin care မပါဘူး cosmetic သီးသန့်3မျိုးတည်းဟိုမှာ94,500ပဲကြာမယ်skin care effect ပါတယ် makeup ကရွှေ makeup ကလေးကတပူးပါမယ်နောက်တစ်ခုကကျတော့ collagen ပေါ့နော်ပေါင်တာမျက်နှာကိုတိတ်တိတ်ညက်ညက်ကလေးနဲ့ smooth သွားစေပြီးတော့ glow စေတယ်နောက်တစ်ခုကကျတော့မျက်နှာလေးကို glow စေတာတဲ့တိတ်ပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲမျက်နှာလေးညင်ညင်ညာလေးဖြစ်စေပြီးတော့ချွေးပေါက်တွေကိုထိန်းထားပေးတယ် collagen ပေါင်တာတပူးပါမယ်ပြီးတော့3 in 1သုံးလို့ရတယ် lipstick လေးတစ်ချောင်းပါမယ် makeup ကလေးကလည်းလိမ့်လိုက်ပြီဆိုတော့ဝင်းဝင်းညက်ညက်အီလေးနဲ့တိတ်ကလေးပေါ့နော်မျက်နှာချွေးပေါက်တွေအမဲဆက်တွေတင်းတိတ်တွေ smile line တွေအကုန်လုံးကိုစက္ကန့်ပိုင်းတွင်မှာဖုံးကပေးနိုင်တာဖြစ်ပါတယ်အဲ့တော့ဆွဲရတာလည်းမခတ်ဘူးမိတ်ကပ်သားလည်းအရန်ကောင်းတယ်ဟိုပါပေါ့နော်ဒိုရာရဲ့ရွှေမိတ်ကပ်ကလေးကတပူးပါမယ်ရွှေမိတ်ကပ်လေးကတပူးတော့မငွေ3000ခွဲချက်ကြမှာတက်တင်မှာဖြစ်ပါတယ်ရှင်ရွှေမိတ်ကပ်ကလေးလိမ့်ပြီးဆိုလို့ရှိရင်တော့အပေါ်ကနေဘာမှထက်လိမ့်စရာမလိုဘူးကိုကတိတ်ညင်ညက်ကလေးဖြစ်ချင်တယ်စမှုချင်တယ်ဆိုလို့ရှိရင်တော့ရွှေပေါင်တာလေးကိုအသားအရာမျက်နှာပြင်လေးချင်းချောမွေတော့အောင်တနေ့ကုန်အစီတွေကိုထိပ်ပေးနိုင်အောင်ချွေးပေါက်တွေကိုမမြင်အောင်ကာဘာရစ်ကောင်းလေးနဲ့ပေါ့နော်ဖုံးပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဘာနီအိုင်ရှယ်လို့ဆိုလို့ရတယ်နှကန်းဒီလေးတစ်ချောင်းပေါ့နော်ကာလာ9ယောက်နဲ့မှာစိတ်ကြိုက်ရွေးလို့ရတယ်အဲ့တော့3မျိုးတစ်ဆက်ကိုမှာ94,500အရန်တန်နဲ့လက်ဆောင်က2မျိုးတောင်ထပ်ပေးထားတယ်ပေါင်းတင်မတ်နဲ့4ထပ်ပေးထားပါတယ်ရှင်မာယူမဆိုအမြန်ဆုံးစီပြီးလာလိုက်တော့เนาะဒါဘာချက်တွဲလေးပါရှင်